အီရန်ကိုလျှို့ဝှက်လက်နက်တပ်ဆင်ပေးနေသည့်တရုတ်နှင့်ဟောင်ကောင်ကွန်ရက်ကိုအမေရိကန်ပြင်းပြင်းထန်ထန်အရေးယူမကြာသေးမီကထွက်ပေါ်လာတဲ့သတင်းများအရအီရန်စစ်တပ်ရဲ့နာမည်ကျော်ရှာဟစ်တိုက်ခိုက်ရေး drone တွေထုတ်လုပ်ရမှာအသုံးပြုတဲ့ကုန်ကျန်းပစ္စည်းတွေနဲ့အစိတ်အပိုင်းတွေရရှိအောင်ကူညီပေးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့တရုတ်နဲ့ဟောင်ကောင်အခြေစိုက်လုပ်ငန်းတွေအပါအဝင်လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီစုစုပေါင်း10ခုကိုအမေရိကန်ကပိတ်ဆို့အရေးယူမှု sanction တွေပြုလုပ်လိုက်ပြီးဖြစ်ပါတယ်။အဓိကအချက်လက်များနဲ့နောက်ွယ်ကအကြောင်းရင်းများလျှို့ဝှက်ထောက်ပံ့မှုကွန်ရက် The Network ရုရှားယူကရိန်းစစ်ပွဲအပါအဝင်ပဋိပက္ခတွေမှာအသုံးပြုနေတဲ့ Shahid 136 drone တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ engine, battery, fiber optic cable ကြိုးနဲ့ computer chip တွေကိုဒီကွန်ရက်ကလျှို့ဝှက်ပံ့ပိုးပေးနေတာဖြစ်ပါတယ်။အထူးသဖြင့် Simon Victory Technology လို့တရုတ်ကုမ္ပဏီတွေဟာ German design ယူထားသော Lindbergh L550 engine တွေကိုရောင်းချပေးနေပြီး American ရဲ့ဘဏ္ဍာရေးစနစ်ကိုရှောင်ကွင်းနိုင်ဖို့ဟောင်ကောင်ရှိအမေရိကန်ကုမ္ပဏီ Shell ကုမ္ပဏီတွေကတဆင့်ငွေပေးချေမှုတွေပြုလုပ်ကလျှို့ဝှက်လုပ်ဆောင်ခဲ့ကြပါတယ်။အချိန်ကိုက်နိုင်ငံရေးဖိအား geopolitical timing ဒီပိတ်ဆို့အရေးယူမှုဟာတာမန်လုပ်ရိုးလုပ်စံတစ်ခုသာပို့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံဆွေးနွေးဖို့တရုတ်နိုင်ငံကိုတွားရောက်မဲ့ခရီးစဉ်မတိုင်မီရက်ပိုင်းအလိုမှာပဲရည်ရွယ်ချက်ရှိထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခတွေအဆုံးသတ်ဖို့ကြိုးပမ်းမှုတွေရပ်တန့်နေချိန်မှာအမေရိကန်ဘက်ကတရုတ်ကိုပါဖိအားပို့ပေးလာတဲ့ခြေလှမ်းလေးဖြစ်ပါတယ်။ဒုတိယအဆင့်ပိတ်ဆို့မှုချိန်ချောက်ချက်အမေရိကန်ဟာလက်ရှိစိတ်ကူးကိုအရေးယူရုံသာမကအီရန်နဲ့တရားမဝင်ကုန်သွယ်မှုတွေပြုလုပ်နေတဲ့လေကြောင်းလိုင်းတွေနိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့တရုတ်နိုင်ငံကလွတ်လပ်တဲ့ရေနံချက်စက်ရုံကြီးများ Teapot Oil Refineries တွေကိုပါဒုတိယအဆင့်ပိတ်ဆို့မှုတွေထပ်မံလှုပ်ဆောင်သွားမယ်လို့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်။ဒါဟာအီရန်ရဲ့ရေနံဝင်ငွေတွေကိုဖျက်တောက်ပြီးလက်နက်ထုတ်လုပ်ရေးရန်ပုံငွေတွေကိုအမြင့်ပြတ်ရပ်တန့်ပစ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ American ရဲ့တရားဝင်ရပ်တည်ချက် American ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကသမ္မတထရမ့်ရဲ့ပြတ်သားတဲ့ဥဆောင်မှုအောက်မှာအမေရိကန်ပြည်ထောင်စုကိုလုံခြုံအောင်ထားဖို့နဲ့အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အီရန်စစ်တပ်ကိုလက်နက်တပ်ဆင်ပေးနေတဲ့နိုင်ငံသားတွေနဲ့ကုမ္ပဏီတွေကိုဆက်လက်ပြစ်မှတ်ထားအရေးယူသွားမယ်လို့တရားဝင်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဒီလုပ်ရပ်ဟာအီရန်စစ်တပ်ရဲ့လက်နက်ထုတ်လုပ်နိုင်စွမ်း military industrial base ကိုပြန်လည်မထူထောင်နိုင်အောင်စီးပွားရေးအရာထိုးနှက်လိုက်တာဖြစ်တယ်လို့ကမ္ဘာရေနံဈေးကွက် WTI crude oil prices နဲ့အရှိအလေပိုင်းပထဝီနိုင်ငံရေးအခြေအနေတွေအပေါ်မှာပါချက်ချင်းဆိုသလိုရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။လာမယ့် Trump နဲ့ Xi Jinping တို့ရဲ့ထိပ်သီးတွေ့ဆုံပွဲမှာလည်းဒီအရေးယူမှုကအဓိကအရေးပါတဲ့ဆွေးနွေးပွဲရာခေါင်းစဉ်တစ်ခုဖြစ်လာဖို့ရှိနေပါတယ်။ကိုးကားချက်များ Reuters, Al Jazeera US sanctions 10 people and firms for aiding Iran's production of Shahid drones. US Department of the Treasury official press release on Iranian military procurement networks. The Wall Street Journal, WSG reports on Chinese companies A. Shaman Victory Technology supplying drone parts to Iran via Hong Kong. US sanctions Iran drones. Shahid 136. China, Hong Kong. Global news. Breaking news. Geopolitics. US foreign policy. Middle East crisis. Iran ကိုလျှို့ဝှက်လက်နက်တပ်ဆင်ပေးနေသည့်တရုတ်နဲ့ဟောင်ကောင်ကွန်ရက်ကိုအမေရိကန်ပြင်းပြင်းထန်ထန်အရေးယူ